Forest ရဲ့တန်းစင်းဆောင်ရုံးအားမှာငိုင်းမိခဲ့ရတဲ့ United အားလုံးပဲမင်္ဂလာပါများ Manchester Football ဆောင်အတင်းဆက်နေပါတယ်။ Premier League မှာအသင်းကြီးတွေတကယ်ကြောက်ရတာကအသင်းငယ်တွေရဲ့တန်းစင်းဆောင်ရုံးအားဖြစ်ပါတယ်။ Manchester United ဟာဒီဘက်မှာတန်းစင်းဆောင်နဲ့ရောက်နေတဲ့ Nottingham Forest ကိုအဝေးကွင်းတော့ရင်ဆိုင်ခဲ့ရပါတယ်။ United ကပထမပိုင်းဦးဆောင်ထားနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းတစ်ချက်အငိုင်းမိလိုက်တာကြောင့်ဂိုးတွေပြန်ပေးလိုက်ရပြီးတော့နောက်ဆုံးမှာတော့တူနဲ့တေးရလက်ရရှိခဲ့ပါတယ်။ United တွေပထမပိုင်းသွင်းဂိုးကို Bruno Fernandes ရဲ့တောင်းကန်ဘောကနေ Casemiro ကခေါင်းတိုက်သိမ်းယူပေးခဲ့ပါတယ်။ဒီလိုတာထွက်ကောင်းခဲ့ပေမဲ့ဒုတိယပိုင်းပြန်စ United ရေတံမမီသေးခင်မှာ Forest ကို2မိနစ်တွင်း2ဂိုးပေးလိုက်ရပြီးနောက်ကလိုက်ကစားခဲ့ရပါတယ်။ United ရဲ့ခြေပါကိုတော့87မိနစ်မှာအာမတ်ကလှပတဲ့ဘော်လီကန်ချက်နဲ့သိမ်းယူပေးခဲ့ပြီးဒီဂိုးကဒီယာဒီရဲ့အကောင်းဆုံးဂိုးတောင်ဖြစ်သွားနိုင်ပါတယ်။အဲဒီနောက်မှာ United ကနိုင်ဂိုးရှာဖွေနေပေမဲ့တူနဲ့ပဲကျေနပ်လိုက်ရပြီးတော့တမတ်နဲ့ပဲအိမ်ပြန်လာရပါတယ်။ဒီဘက်မှာတော့ United ကဆက်ပြီးတင်ဂိုးတကိုရရှိခဲ့ပြီးတော့ Forest ရဲ့အားနည်းချက်ကိုကောင်းကောင်းသုံးချနိုင်ခဲ့ပါတယ်။ Nottingham ကပြီးခဲ့တဲ့ဘုံမောင်းတဲ့ပွဲတုန်းကလည်းတောင်းကန်ဘောကနေပဲဂိုးပေးလိုက်ရတာပါ။ Forest ရဲ့လူကက်ကစားပုံအားနေတာကို Casemiro ကလည်းကောင်းကောင်းအခွင့်အရေးယူနိုင်ခဲ့ပြီး United အတွက်ဦးဆောင်ကိုတင်ယူပေးခဲ့ပါတယ်။ဒုတိယဂိုးတင်ယူပေးခဲ့တဲ့အာမတ်ရဲ့သွင်းဂိုးကတော့ဒီလိုမျိုးအာမတ်ကိုရိုင်းတောင်မှထပ်ပြီးသွင်းနိုင်ပါအောင်မလားလို့ကိုချီးကျူးရမှာပါ။ Forest ဘက်ကအာမတ်မကန်ခင်မှာ Patrick Doku လက်ထိတယ်လို့ကွန်ပတိန်တက်ကြသေးပေမဲ့ VR ပြန်လဲစစ်ဆေးပြီးတဲ့နောက်မှာတော့အလားပါဆုံးသွင်းဂိုးကိုအတိမတ်ပြုပေးခဲ့ပါတယ်။အာမတ်ကတော့သူသွင်းဂိုးကဒီယာဒီကောင်းဆုံးသွင်းဂိုးဖြစ်လာမလားဆိုတာအထက်တရေတမတ်ပဲရခဲ့လို့စိတ်ပြတ်မိကြောင်းပွဲပြီးအင်တာဗျူးမှာပြောသွားခဲ့ပါတယ်။နိုင်ငံလဲပြီးတော့လိုမရှိကြတဲ့ကစားမတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာကတော့အားရစရာပါ။ Emery ကိုရိုင်းကလည်းအရင်နှစ်ကအမားတွေကိုတင်ကန်းစာယူလာတာတွေ့ရပါတယ်။ Emery ကပြီးခဲ့တဲ့ရာသီမှာပွဲတိုင်းအတွက်မတူညီတဲ့ပွဲတွေလူစင်းကိုထုတ်ပြီးကစားကွက်စမ်းသပ်နေခဲ့ပါတယ်။အခုရာသီကတော့ Emery ကဒါကိုပြောင်းလဲလိုက်ပါတယ်။ Emery ကသူ့ရဲ့လူစင်းနဲ့ပတ်သက်ပြီးသူစိတ်ကြိုက်ကစားမတွေထပ်ပြီးခေါ်ရအောင်မယ်လို့မြင်ကောင်းမြင်နေနိုင်သေးပေမဲ့လက်ရှိလူစင်းမှာ Emery ယုံကြည်စိတ်ချအားကိုးရတဲ့ပွဲတွေကစားမ17ယောက်ကိုပွဲဆက်မြင်တွေ့လာရပါတယ်။အသင်းရဲ့အခြေခံပြီးတည်ငြိမ်လာပုံကလည်းအားရစရာကောင်းပါတယ်။ Casemiro က Emery ယုံကြည်ရတဲ့စီနီယာကစားမတစ်ယောက်ဖြစ်ပြီးတော့သူ့ကိုပွဲထွက်ခွင့်ပေးလိုက်တာနဲ့နောက်ထပ်သွင်းဂိုးတကူရယူပေးခဲ့ပြန်ပါတယ်။ Casemiro ကလက်ရှိမှာ Real Madrid တုန်းကလိုအဆင့်တန်းမျိုး United ကပွဲထွက်ရာသီတုန်းကလိုပုံစံမျိုးပြင်မရောက်နိုင်တော့ဘူးဆိုပေမဲ့ Emery က Casemiro ကိုအသုံးပြုဖို့နည်းလမ်းတစ်ခုရှာတွေ့ထားပါတယ်။ Emery က Casemiro နဲ့ပတ်သက်ပြီးတော့သူကအတွေ့အကြုံများကြီးကိုဖြန့်ဝေပေးနိုင်ပါတယ်။သူကလူတိုင်းအတွက်ဥပမာကောင်းတစ်ယောက်ပါပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။ Casemiro ဟာ Emery ရောက်ခါစားက Toby Collier ရဲ့နောက်ကိုယ်တော်မှရောက်နေတယ်လို့ဖြစ်နေခဲ့ပေမဲ့Casemiro ရဲ့တိုက်ပွဲဝင်စိတ်ကြိုးစားစိတ်တွေကသူ့ကိုဘရာဇီးလေစဉ်အသင်းမှာရော Manchester United မှာပါနေရာတစ်ခုရရှိလာစေပါတယ်။ Santi Lemans ကလည်းသူ့ရှိန်နဲ့သူဖြည်းဖြည်းချင်းလဲပတ်ရင်းနဲ့ United ဂိုးပေါက်ကိုစောင့်ရှောက်နေပါတယ်။ Lemans ဟာပထမပိုင်းမှာ United နောက်ခံလူပြန်ပေးလိုက်ရတဲ့ဘောလုံးကိုအရှိန်ပြင်းပြင်းနေထားမှာထိန်းဖို့ဖြစ်ခဲ့ပေမဲ့ကောင်လေးကတော့ဒီငြိမ်ငြိမ်နဲ့ပဲထိန်းပြသွားခဲ့ပါတယ်။ပထမပိုင်းတစ်ပိုင်းလုံးလဲလက်စွမ်းပြနေခဲ့တဲ့ Lemans ဟာဒုတိယပိုင်းပြန်အစမှာတော့ Forest ရဲ့သွင်းဂိုး2ဂိုးကိုဇက်တိုက်ခွင့်ပြုလိုက်ရပါတယ်။ဒါလည်းရင်တော့ Lemans က United ကိုသမားဆိုတဲ့နေရာကိုဖိအားတွေအောက်မှာတောင်မှတည်ငြိမ်စွာနဲ့တောင်ယူပေးနိုင်တာတွေ့ရပါတယ်။ United ဟာဒီပွဲတည်ကြခဲ့တာကြောင့်ဇယားထိပ်က Arsenal နဲ့8မှတ်ထိကွာဟသွားပါတယ်။ဒါပေမဲ့ရာသီကတာဝေးခရီးဖြစ်နေတာကြောင့်တပွဲချင်းအာရုံစိုက်သွားရင်တော့လိုချင်တဲ့ပန်းနိုင်စီကိုရောက်ရှိနိုင်မှာပါ။ United ဟာနောက်တစ်ပတ်မှာတော့Tottenhamအသင်းကိုဝေကွင်းတော့ရှိမှန်ကစားရမှာဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။